င်္ဂလာပါခင်ဗျာထမင်းစားကြမယ်တော့ဒီနေ့ကတော့လေကိုယ့်အလုပ်စားတာပါကျွန်တော်လိုင်းမမလေးကျွန်တော်နာမည်ကြီးလို့တွေစားနေတာမဟုတ်ပါဘူးเนาะကျွန်တော်အားလုံးကိုလည်းရှင်းရှင်းလေးစားပါတယ်เนาะကျွန်တော်လည်းဟိုမှာစင်ညာတွေရောကွန်မက်တွေရောလာပြီးတော့ပြောကြတာစိတ်နဲ့ညစ်တယ်ထမင်းစားတာကိုထမင်းကိုစားရအောင်စိတ်ညစ်နေတယ်ကျွန်တော်အကုန်လုံးတော့ကျွန်တော်ကအားအောင်မရအောင်ကျွန်တော်စားပြတာပဲရှိရပါဗျာဒီကတော့ငပီးရည်ကျွန်တော်အခါတိုင်းဖြုံနေခေါ်ငပီးရမရှိမဖြစ်ဘူးဒါကတော့ခရုကျွန်တော်ခရုလေဒီမှာဟိုငရဲသီးဆက်လေးကြော်တာတယ်မှာခရုဒါတော့ငရအကြောက်ကိုမီးဖုတ်ပြီးတုတ်တာငရဲအကြောက်မီးဖုတ်တုတ်တာဒီကတော့အတို့တွေပေါ့ဗျာဒီကတော့တမာရွက်နဲ့ဒီကဟိုမက်ဇလီရွက်ဒီကတော့ငပြုံးတောင်အတို့တယ်ထမင်းစားကြပါအောင်နော်ချစ်တယ်ဗျာအားပေးလို့ချစ်တယ်ကြည့်တယ်ပေါ့ကိုကြည့်တယ်ချစ်တယ်မကောင်းတဲ့ပြောတဲ့လူလေးကျွန်တော်ချစ်ပါတယ်ကျွန်တော်ကတော့ပါတယ်အလုံးတွေကလည်းပင်မနေဗျမငပီးကျွန်တော်မရှင်းပဲငပီးဖြာတယ်ငပီးရတော့ကျွန်တော်အရင်ကြိုက်တယ်နော်ငပီးစားလို့လေကျွန်တော်နေ့တိုင်းငပီးပဲစားလာလို့ငပီးကြိုက်လို့ပါဗျာကျွန်တော်အရင်ငပီးကြိုက်လို့ဒါမက်ဇလီရွက်ကောင်းလားကျွန်တော်အရင်ချစ်တယ်နော်တခြားနိုင်ငံညီလေးညီမလေးလည်းချစ်တယ်အကုန်လုံးပေါ့မိသားစုမြန်မာနိုင်ငံမိသားစုတွေလည်းအကုန်လုံးချစ်တယ်ငရဲချောက်ဖို့ဆိုတာငရဲချောက်ဖို့ကျွန်တော်လေနေ့တိုင်းဓာကြီးပဲလာစားကြတာလားလို့ဆိုပြောတော့ကျွန်တော်တန်းတန်းလေးလေးကျွန်တော်စားတာပါဗျာနော်ကျွန်တော်လည်းသူများစီမှာအလုံးလုံးနေတာဆိုတော့ရွာလည်းပြန်မတက်ဖြစ်တော့ကိုရှိတာတွေတော့ပဲမင်းပြီးစားပြတာပါဗျာဒီကောတမရွက်ကောင်းတမရွက်နဲ့ငပီးတွေလိုက်တယ်ခရုကြော်လားတော့နောက်ပိုင်းရလေငပီးရမယ်နော်ငပီး
မဟုတ်ငပိကိုကျွန်တော်ကြော်ညာရောင်းတာမဟုတ်လိုချင်လို့ရှိရင်ငပိကောင်းတယ်ကျွန်တော်ဟိုနော်ငပိလိုချင်တယ်ဆိုလို့ရှိရင်တော့ကောမန့်လေးမှာချရေးခဲ့ပြီနော်ငပိတော့ငါချတော့အခုလောလောဆယ်မဟုတ်နော်အခုကတော့ရှိတယ်ငပိတော့ရှိတယ်လိုချင်တဲ့လူတွေကျွန်တော်ငပိ20 30လောက်တော့ရှိတယ်ညမှာကျွန်တော်တို့အဖျောက်တွေသားတွေကငပိရကောင်းပါဗျတော်တော်ကောင်းတာအင်းနေပေါ်တော့လေ